ဗီဒီယိုတွေမတင်တာကြလို့မေ့နေပြီလားပြောအခုတလောမအားရနေမတင်ဖြစ်တာပါဗောနော်ဒါကကြတော့အမရွာကိုရောက်နေရပါတော့ကွန်တီးပင်တွေကိုအစာလိုက်ထွေနေရပါဒီ channel မှာဆိုလို့ရှိရင်တော့ကွန်တီးပင်200နီးပါးလောက်တော့ရှိရပါတော့ဒါကကြတော့အတော်ရဲ့ channel ပါအဲ့ channel မှာလှုပ်အားပေးတော့လုပ်နေရပါတော့ဒါကြတော့ဟိုဘက် channel ပေါ့နော်တခင်းလုံးကိုဒီမှာဆိုရင်ချက်မောင်ဖူးတွေနဲ့ပြင်နေရပါကွန်တီးပင်တွေကကွန်တီးလေးနည်းနည်းလေးတော့စပြီးတော့တီးနေပြီပေါ့နော်ဟိုဘက်မှာဆိုလို့ရှိရင်လည်းပြောင်းမှုခင်းနေစိုက်ထားရပါတော့ပြောင်းမှုခင်းနေစိုက်ထားအပြင်မှာကြည့်လို့ရှိရင်တော့တော်တော်လေးလှပါတယ်စီတန်းနေရပဲပေါ့နော်စိမ့်စိမ့်ဆူဆူနဲ့ဒီမြင်ကွင်းလေးကိုအားလုံးလေးသဘောကျမယ်ထင်လို့ဒီဗီဒီယိုလေးကိုရိုက်ပြီးတော့တင်လိုက်တာပါပြီးတော့နောက်တစ်ခုထပ်ပြစရာရှိသေးတယ်ပေါ့နော်ဒါလေးကကြတော့ channel မှာမစိုက်ဘဲနဲ့ပေါက်နေရပါတော့စနင်းတက်လို့တော့ပြောကြတယ်ပေါ့နော်စနင်းတက်တွေမှာအကြီးတွေပါပဲအဲဆိုလို့ရှိရင်လိုက်ပြီးတော့ရှောက်ကလေးနေရပါတော့ပြီးဆိုရင်ဒါကကြတော့ဟိုဘက်ကခြံပေါ့နော်အဲ့ဘက်မှာဆိုလို့ရှိရင်ချမောင်ရွက်တွေအများကြီးစိုက်ထားတာပါပြီးတော့လို့ရှိရင်အပင်ကြီးရလည်းအကြီးတွေဖြစ်ပေါ့နော်အပင်အကြီးတွေလည်းရှိပါတယ်တော်တော်လေးစိမ့်စိမ့်ဆူဆူလေးနဲ့တော်တော်လေးကြည့်လို့ကောင်းနေပေါ့နော်စစ်ချုပ်တာနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုလည်းပြန်ပြီးတော့တင်ပါမလို့ဒီ page လေးကို like and follow လေးလုပ်ပေးခဲ့ပါအောင်နော်ဆိုတော့နောက်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ပါမယ်